တိုင်မြုံလေးကိုထားပြီးဟိုးဝီးကိုပြန်ခဲ့မိတဲ့ငှက်တစ်ကောင်မှအမေညတွေခြေတွေမစုံဘူးဒီမိုးရီတွေကြားမှာပြန်တန်းဖို့အိတ်တန်းကဝေးတယ်လောကရန်ရဲ့စီရမှာစကြက်ကွင်းကခါးနဲ့ရင်းရတဲ့အမေရန်တန်းတယ်လိုက်ထန်တယ်ဒီတခါကန်းနဲ့ဝေးတဲ့လေငယ်ကသားပါအမေခဏလေးလောက်ပြေးလာကုန်ရှိရင်အမေရဲ့ရှင်ဝင်နွေးနွေးလေးထဲမှာမေ့ဆက်အိတ်ချင်တယ်မိသားစုတဲ့ရှိလို့အကောင်းဆုံးကြပြအမေလို့ခေါ်လို့မဝတဲ့မာတာပြေးရတာလာလိုက်ချင်တဲ့အမေရှိတဲ့အညာအိတ်တမ်းမမှန်တဲ့ညတွေမှာကြောင်ကရန်ထထအောင်မိတယ်တနေ့ကိုဟန်ဆောင်ပြုံးသမျှညဘက်မှာခိုးကြတဲ့မျက်ရည်ဟာဝါစုံမိုးလို့မတိတ်ခဲ့ဘူးအမေနှွေထွေးခြင်းမရရှိခဲ့တာကြာပြီအမေဦးစားနေတဲ့အမေကတော်ရမှာနင်းနေတဲ့သားကိုတန်တာလွမ်းနေမှာပေါ့ကံကြမ္မာကဖန်လာခဲ့သမျှအတိုင်းမြုံဆိုတာကိုကျွန်တော်ငတ်နေအောင်ပါပဲအတောင်စုံလို့ပြန်ခဲ့တာမဟုတ်ပါဘူးမုံတိုင်းကိုရှင်းဆောင်ဖို့အတောင်တွေဖြန့်ခဲ့တာပါအမေဒီမိုးကုံလို့ဟေမန်ဆောင်ကအမေရဲ့အိမ်လေးကိုနှင်းဆက်တီပြန်ကျဲတဲ့အခါအဝေးရောက်သားကပြန်ရောက်မှာပါအမေ